morning นี่ฮะทีตัวบุเนาะในกระเพาะตัวบุพัฒนาที่ว่าอะไรลีน่าไอ้บอกตรงไหนก่อนมีงูชูของตัวรวยกว่าเท่ากันจะเนี่ยเนี่ยก็ไอ้นั่นจะได้ดูแต่เดี๋ยวมีชูได้ดูชูเลยที่ชอบมาดีกว่าทำมาจากดีกว่าเดี๋ยวอะไรจะมาขนาดใหญ่แล้วอันนี้อันนี้ต้องเที่ยวกันหรอตัวไอ้นี่แหละวะHi guys, we are about to leave. Now I just finished my makeup. It's pretty. My older sister is such a nasty girl. And I haven't applied my lipstick yet. So here is Byung-byo. She's applying her makeup now, and then here is Byung the Byung. And then here Toto. Okay, so see you later, guys. Bye bye. မကြည့်ဘူးလာတယ်ဟေးလာတယ်နည်းနည်းလေးတော့အတိမခံဘူးကဲစဘယ်နိုင်စထွက်မလဲဒီလိုဆိုအကုန်လုံးပြီးသွားပြီပေါ့နော်အကုန်လုံးပြီးစီသွားပါပြီရောက်စီတိုင်းသွားပြီပြီးစီသွားတာမဟုတ်ဆိုတော့နားနေပြီးစီသွားတယ်မေ စထွက်ပါတော့မယ်ခင်ဗျာပြောကြပါ ကမတကြီးထားခဲ့ရရပဲထားခဲ့လိုက်အမဇုံကပူတယ်အဲ့ရအောင်ဒီခေါက်ဆွေးစားကြမလား နေပါဦးခုကခိရောက်မစားရသေးဘူးဟိုခောက်ဆွဲခုကဟိုမှာကုန်မဒီလောက်ရဲ့ export ဝင်နေကုန် ဒီလားအချေ ဒီပြောနေငါပါဝိုင်း ဒီလိုလိုပဲကြာGood.ဟုတ်တယ်ရှယ်လာနေပြီဟောဒီမှာလည်းရှိတယ် CBS ရဲ့ရှိရယ် တလလား ကဲအခုကဘယ်ကိုရောက်နေပါလဲဘယ်ကိုရောက်နေ ဒီလိုပဲ တကယ် ကိုတဲ့အိုဝီကိုမြို့ရောက်နေတယ် ဟိုကိုဟဲ့မလန်းကြားကြီးတကယ်ဟုတ်တယ်အလန်းကြားလေးမတူ ဘယ်လောက်ပြိုးရလာလဲဆိုရင်ဟောကြည့်သူတို့ယူကြတယ်မီနီတယ် မင်းငယ်အောင်တော့ပါနဲ့ အော်ဒါ ဟာသူကလေးချိထားလား ခလေးချီတာကြီးမီးအိမ်နဲ့ single father ဒီမျိုးလေးလာလဲကောင်းမှမျိုးလေးနော်အင်ကြီးဝဆိုအင်ကြီးဆိုင်ကိုလည်းကြည့်လိုက်ဟုတ်တယ်ပဲဒီဆိုင်တော့စုံနေပါပဲဒီမျိုးလေးလာလိုက်တာဂိမ်းကြီးမျိုးနဲ့တူရနော်ဟုတ်တယ်ဂိမ်းစော့တယ်ငါစိတ်တယ် OV ကိုလေးအခုတကယ်တူရတော့လည်း80%ဟိုဟာနဲ့တော့အဲ့ဒါတကယ် ဟိုကအဲ့လိုစိုးတာလောက်တာ အဲ့ရှောက်အဲ့လိုအယောင်ဆုံးလေးလေ ကဲ blink မနေနဲ့မတဘာဝတရားရုပ်ကခံစားကြ အေးခံစားပြီယူနေတော့ခံစားပြီဘယ်ရောက်ခဲ့လဲဆို OV ကိုမောင်းနေဆို ကဲအခုလမ်းတစ်လျှောက်မှာမြင်တွေ့ရတဲ့မြင်ကွင်းလေးတွေပါအရန်ကိုတာယာလာပါတဲ့မြင်ကွင်းလေးတွေမြင်တွေ့ရမှာဖြစ်ပါတယ်ဒါတော့မှဧပြီလမှာနန်းတို့သွားတာပေါ့နော်အပင်နဲ့အကုန်အစုံမပွင့်သေးဘူးတချို့ကအရွက်တွေမထွက်လာသေးဘူးပေါ့နော်ဒါဩဂတ်စ်လမှာသွားလို့ရှင်တော့ပို့ပြီးတော့ကောင်းတော့ပို့ပြီးတော့စင်းစင်းလန်းလေးတွေမြင်တွေ့ရမှာပေါ့နော်ကဲအခုစိန်ပေါ့နော်ဒါ Walking Glen State Park ကိုရောက်ရှိလို့လာပါပြီအော်ချက်ပြမယ်နော်
ချီတဲ့ ဒီအချိန်လာတာလုံးဝအေး ဟိုဘက်မှာသွားလို့မရတော့ သွားလို့ရတယ်လေ ဟိုပိတ်ထားဟိုဘက်ဆိုင်ကကြည့်ပါမြင်ရပါမှာလို့ အော်ဒီခုပိတ်ထားလားဒါအမှန်ကလည်း6တော့6လို့ရတယ်လေကိုဘက်ထိတော့မရအောင်လေမောက်တကုန်းကလားထိသွားလို့ရတယ် ဟုတ်ဒါပေမဲ့ကြည့်လေဒီတကူရဲ့အဓိကနေဟိုဘက်နေရာဖြစ်အောင် အော်အေးချက်လေး အဲ့တော့ဘုံဘုံနေတာတော့ ခနေတာပဲမရတော့ဟေးငါတို့โอเคလီယန်တိုက်တယ် ကဲအခုဆိုရင်တော့နန်းတို့ဒီ Niagara Falls ကနေပြီးတော့ပြန်ရောက်လာပြီးတော့ဒီခုဒီ Airbnb ကနေငှားထားတဲ့အိမ်ပေါ့နော် Airbnb ကနေငှားထားတဲ့အိမ်ကိုရောက်ရှိ ကို လို့ တို့ကလေဘော9နာရီ48လောက်မှာဒီကိုရောက်ရှိလာမနေ့က9နာရီခွဲလောက်အင်ကထွက်လာပေါ့နယူးယောက်ကနေထွက်လာတယ်လမ်းမှာလည်းနည်းနည်းပါနားရပါနဲ့ဆိုတော့ဒီကိုနောက်ကျသွားတယ်ပေါ့နော်စားတာတောက်တာနဲ့ဆိုတော့အိမ်ကိုချက်လိုက်ပြမယ်လက်ကြည့်မယ်ဆိုရှိမှဆိုသူတို့ပေါ်ရနာလေးလောက်ထားတာသူတို့တန့်ချီလောက်ထားတယ်နဲ့ရန်တန့်တယ်ချဲမထိုင်ဟဲ့ကြည့်မယ်နော်ကဲအထဲကိုဒီမောအထဲကိုလိုက်ပြမယ်ခဏမလေးပေါ့နော်ကဲထဲလိုက်ပြမယ်ဆိုပါရှိတယ်အင်ဂျီရှိတယ်နေရတယ်ခဏပြောခဏစနေရှိမယ်အရင်ဆုံးရေဟုတ်ပြီနော်ရောမှာတော့နားနေမှာခင် အခုဆိုရင်ဒါ living room ပေါ့နော် living room မှာဆိုရင် sofa လည်းရှိတယ်ပြီးတော့ဒါလူနန်းတို့6ယောက်ဆို6စားစပွဲခုံပေါ့နော်ထားပေးထားတယ် TV လည်းပါတယ်ပေါ့နော်ဆိုနန်းမီးဖွင့်လိုက်မယ်နော်မီးဖွင့်လိုက်ရင်အဲ့တော့ချက်ဆိုလင်းသွားပြီဆို living room ထဲမှာဆိုရတာဆိုရင်သမင်းစားစပွဲပေါ့နော်6ယောက်စားသမင်းစားစပွဲခုံပါမယ်ပြီးတော့ TV လည်းပါမယ် sofa ပါမယ်အဲ့ဒီ sofa နားကလေအဲ့ဒီထိုင်ကုန်မှာတပုံရရင်တေးလာတာပေါ့နော်သူမီးရောင်နေဆိုအရင်မိုက်တယ်အခုဆိုရင်မိဖို့ကြောင်လေးလိုက်ပြမယ်ပေါ့နော်မိဖို့ကြောင်ထဲမှာဘာပစ္စည်းတွေပါလဲဆိုတော့ချက်ကြည့်ကြည့်အောင်ကဲသူဆိုရင်ဓာတ်တွေပါတယ်ဇွန်းတွေပေါ့နော်အကုန်လုံးပါတယ်ပြီးတော့ဒီမှာဇွန်းတွေဟုတ်တယ် ချက်စားလို့ရတယ်သူကဖောက်ဆွဲပြုတ်တွေပါအဲ့လိုစားလို့ရတယ်ဆင်နေပါဆိုတော့အရင်တက်နေပြီးတော့ဒီမှာ microwave လည်းပါတယ်ပြီးတော့ဝိုင်းတောင်းအရက်တောက်လေးဖွက်တယ်အကုန်ရှိရနော်အရင်မိုက်တယ်ဆိုတော့နော်အရင်မိုက်တယ်ဟုတ်တယ်ဒီခုအဲဆိုရင် coffee အရင်မိုက်တယ်ဟုတ်တယ် coffee လည်းဖြော်လို့ရတယ် toast လုပ်လို့ရတယ် microwave လည်းရှိတယ်ရေခဲတစ်တာလည်းရှိမယ်တစ်ချက်ကြည့်အောင်ရေခဲတစ်တာဆိုလည်းအကြီးပဲဟိုတယ်တဲ့ဆိုင်တော့ရင်မိုက်တယ်ချက်ကြည့်အောင်အကုန်နိုင်တော့ရင်နွေးလည်းတည်လို့ရအကုန် microwave လည်းပါတယ်ရမိုက်တယ် ဘာလို့လဲရှိသေးတယ်တော့ ဝူးကဲအပေါ်ထက်လိုက်ပြမယ်ဟေးအပေါ်ထက်ကိုတက်လာပါပြီကဲအပေါ်ထက်တစ်ချက်တော့ကြည့်အောင်အပေါ်ထက်မှာဘယ်နဲ့အောက်မှာကြောက် living room နဲ့ living room နဲ့ဒီ kitchen မရှိရဒီခုဆိုအခန်း ဒီခဲလေးတိတ်ဆုံးပဲကြည့်ကြည့် အခန်းဆက်လိုက်ပြမယ်နော်အခန်းဒီမှာဆိုအခန်း3ခန်းရှိမှာလားဟာလား ဟုတ်တယ်3ခန်း 3ခန်းမီးလေးချက်ဖွင့်မယ်
ဒါအတီခက်လေးကြိုက်ဆုံးပဲရမ်းလာတယ်နော် 哦，ဒီမှာဟောလားဒီဟိုရေချိုကန်ပါတယ်ဟာလားအင်းရေချိုကန်ပါတယ်ဟာအော်မဟုတ်ဘူးဟိုစားဟို ကိုဆွဲတာကဘယ်လောက်ပေးရလဲ အိုးဒီဗီလေးလည်းပါတယ်ဒီခက်မှာဆိုရင်အရန်မိုက်တယ်ချင်းအရန်ဟိုတယ်ထဲဆိုင်တော့အရန်တန်သွားရဖို့ဆိုတော့သူ တော့အဲ့တော့မလား လူဟိုတယ်ကကျတော့အလောက်မမိုက်ဘူးပြောမစင်လေဘာလို့ဆိုတော့100နဲ့လောက်ပဲငားခဲ့တာအဲ့တော့ဆိုရင်တခန့်အောင်မโอ้ကဲ အောက်စိတ်ခုတော့စားရ ဒီဘီပြီးတော့နောက်တစ်ခန်းလိုက်ပြမယ်နော်အရင်မိုက်ပဲဒီခုကဲဒီခန်းကတော့ညီမနှစ်ယောက်ခန်းဟလားအရန်တန်တယ်ပြောမစအရန်တန်တယ်ပြောတဲ့အိမ်လုံးဟိုပါအကုန်လုံးပါတယ်ချက်လေခောက်ဆွဲပြုတ်လေပြုတ်စားလို့အခုခုနပြတ်တိုင်းအကုန်လုံးပါပြီးသားအကုန်လုံးပါပြီးသားရေချိုကန်ကရေချိုကန်တစ်ချက်ပြမယ်ပြီးရင်နော်ရေချိုကန်ထဲမှာရောဘာတွေပါလဲဆိုတာပေါ့နော်ကဲအရာလေးရန်ကြိုက်တယ်နော်ဒီခုချင်းသူတို့တေချာလောက်ထားတာလုံးဝတန်နေကဲဒါပါလေ closet တော့မသိဟုတ်တယ်ဒါဝစားအကုန်လုံးသူတို့ dryer ပါထည့်ပြီးတာမီးဘူးလေးပါတိုက်လို့တော့ရတယ်နော်ဘယ်လောက်ထိကောင်းလဲမီးဘူးလေးပါတိုက်လို့တော့ရတယ်မီးဘူးလေးပြီးထားတယ်ကဲနောက်ခန်းသွားကြည့်အောင်သူတီရှူးဟွာလေးတောင်ပေးထားလိုက်သေးတယ်နော်ဒီခန်းကပါလေအင်နာရီရှူခန်းလားမသိဘူးအော်ဒီခန်းပိတ်ထားတယ်အဲ့ဆိုဒီခန်းကတော့တို့ခန်းပေါ့နော် တို့ခန်းဒီမှာတက်ရွေးပလိုက်တာညီမနှစ်ယောက်တကယ်မလွယ်ဘူး ဒီခန်းတော့ဆိုတော့အဲ့တော့တို့ခန်းပေါ့နော် တူတော့အဆနော်တစ်ရှူပုံးတွေကစအောင် ကဲအခုနန်းရေချိုးကန်အိမ်တော်တစ်ချက်လိုက်ပြပြီးမယ်နော်အခုဆိုရင်ဒါဆိုရင်ရေချိုးဆက်ပြပေါ့နော်ရေချိုးဆက်ပြပေးထားတယ်ပြီးရင်တာဝါတွေလည်းပေးထားတယ်မျက်နှာတုပ်တဲ့ဟာတွေရောပေါ့နော်ဒါလူ6ယောက်ဆို6ယောက်စာပေးထားတယ်ပေါ့နော်ဒီမှာဆိုရင်သွားတိုက်စီလည်းပါတယ်နားချက်တဲ့ကွန်းတွေရောအမျိုးသမီးလားစင်သုံးပစ္စည်းတွေအစထည့်ပေးထားတယ်နော်လုံးဝမိုက်တယ်သူက hair dryer အစပေါ့နော် lotion တွေလည်းပါတယ် hair dryer တွေလည်းပေးထားတယ်ပေါ့နော်ဒါ hotel နန်းတခါမှတော့မငားဘူးဒီလား hotel တဲ့တောင်မိုက်နေသေးတယ်ဒါလူစုံလို့ရှိရင်လူများတယ်ဆိုရင်ပေါ့နော်သူ Airbnb ကနေပြီးတော့ငားတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပြီးတော့ recommend ပေးရပေါ့နော်ဒါဆိုတွေ့တဲ့အတိုင်းပဲအိမ်နာဆိုရင်လုံးဝ share ပဲမိုက်တယ်ပြီးတော့ဒါအရင်တည်း issue ဆက်ပြားတွေပါတယ်နော်ကောင်းချော်ကြီးအကုန်ဘာမှအနမ်းလို့ဆိုအကုန်ယူလာခဲ့တာတကယ်တော့ဘာမှမလိုသူတို့အကုန်ထည့်ပြီးတာအကုန်ရှိရပေါ့နော်အခန်း3ခန်းတိမ်လုံးမှာဒေါ်လာ340ပဲကျတယ်ပေါ့နော်လုံးဝ share တန်တယ် ဒီအဲ့ဒါပါလေ view ကြစီဟာပေါ့ဟုတ်တယ်ဟိုမှာတက် စာပြေးလေးပေါ့ တော့ချင်တာပဲနော် ဒီတော့မတော့မှာလေဘာဝဲမှာ အော်တို့တော့ကြည့်မလား ခုလေတခုခု ဟုတ်လေ လိုက်မကြည့်တော့ ဝိုင်ပဲပေါ့ဝိုင်တော့ပေါ့ဝိုင် ကဲဒါဒီမလေးကြည်တာကဲမရောက်ဘူး ဒီလုံးပဲပါမပြတော့နိုင်တယ် ကဲဘာတော့ကြမှာဒါ energy drink လက်ဖြစ်တယ်လို့လုံလာလိမ့်မယ် မကောင်းဘူးဒါကောင်ဘူးတော့ချင်တာလေ အဲ ဒါ ကျမ်းမိုက်တယ်လုံးဝမကောင်းနဲ့ဘာလို့ coffee တောင်းမယ်ဟာ energy drink တွေပါစောက်ကြောက်မတော့ ရင်းတုံနေတော့အကောင်ရ ဟိုတမျိုးဝယ်လာတဲ့ဟာလား ပါတီမှာစားတဲ့ဟာလားအော်ဟုတ်မဟုတ်ဘူးဟိုတခါကသူစားတယ်ပဲစား ဝယ်လာတဲ့ဟာ အဝယ်မှာဆော့ဆော့ ဟုတ်ဘူးတို့ဟာမဟုတ်ဘူးဟို ဟုတ်တယ်ဒီကလူတွေ come ဖြစ်တယ်လေတော့မလားအရင်ဟိုဒီရောက်မှာဆိုရင်ပြမှာပြုစုပြေးတဲ့တွေဟွာဖြစ်တယ်ပြမလား ကြည့်မှာ အေးအဲ့လိုလေ ပြောရကုန်တော့ဟော ထားလေလူရအောင်ပြန်ဟိုဒါတစ်ချက်ပဲပြေးရတာလေဒီမနေ့မှာဆိုရင် top ကဘာရုပ်တွေဖန် ဆက်ကမကျန်တော့နော်ရ ဟာ ကြော်နေ ဆောင်းမလားဆောင်းတော့နဲ့ ဘာပြီ ကဲနန်းတို့ဒီအိမ်ကနေပြီးတော့ထွက်ခွာသွားတော့မှာဖြစ်ပါတယ်ဒီ Airbnb ကနေပေါ့နော်နန်းတို့ထွက်ခွာသွားတော့မှာဖြစ်ပါတယ်ဒီခုဆိုရင်တော့တနင်္ဂနွေနေ့မနက်ပေါ့နော်9:15လောက်မှာနန်းတို့ဒီ Niagara Falls ကနေပြီးတော့ပြန်သွားမှာဖြစ်ပါတယ်ဒီကနေပြီးတော့ပေါ့ဒီ Niagara Falls ကနေပြီးတော့ပေါ့နော်ဒီ Buffalo ဘက်ကိုသွားအောင်မယ် Buffalo မှာလေကြတော့မရှိပါဘူး Buffalo မှာနန်းတို့ဘစောသေးတဲ့ကြောင့်မို့ Buffalo မှာမနေ့စားသွားစားမယ်ပြီးတော့အမှမြန်မာဆိုင်ကဈေးတက်တယ်လို့ပြောရပေါ့နော်မြန်မာဆိုင်မှာတစ်ချက်သွားကြည့်မယ်ပြီးလို့ရှိရင်တော့နန်းတို့နယူးယောက်ကိုပြန်มาဖြစ်ပါတယ် နော်ငါကဲတင်လာရင်နော်
အင်္ဂါထဲမှာဖုန်းထားခဲ့ အဲ့ငါအဲ့ဒါငါ ကဲတင်ချင်း ကဲတင်ရှင်ကဲ ကဲတင်ချင်းလေးကိုဓာတ်ပုံလေးရိုက်ပြီး ကဲဘိုင်းနဲ့ ကဲတင်ချင်းမှာ အောက်ကဓာတ်ပုံရဟာဒါရတဲ့ဘယ်ဆက်ဆောကားဘိုးစားအောက်စင်လေးပဲတဲ့ဘောတဲ့ ကဲတို့ထောက်ခါပါတော့မယ်နက်ကလဖိုးကနေပြီးတော့